ကဲအားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်မိတ်ဆွေတွေကိုဂူတစ်ခုနဲ့လာမိတ်ဆက်မှာဖြစ်ပါတယ်ဒီဂူကတော့ဖုံးကျောင်းထဲမှာရှိတဲ့ဂူပေါ့ဗျာနော်ဒါပေမဲ့သူကတစ်တော်ကြီးထဲမှာရှိတယ်ဗျာဟိုဘက်မှာတွားမယ်ဆိုရင်ရေတကွန်တွားတဲ့နေရာပေါ့ဗျာနော်ရေတကွန်အဲ့မှာရှိတယ်ဗျတွေ့လားကားတွေဖြတ်တော့ဖြတ်လာနေတာရှိတယ်ပေါ့နော်ဒီနေရာတော့တစ်တော်ပိုင်နေမြေထဲမှာရှိတယ်ဗျကျွန်းတစ်တွေပြင်ကတိုးတစ်တွေကြီးပဲဗျာနော်ဒီဘက်မှာဆိုရင်ဖုံးကျောင်းရှိတယ်ဗျာနော်မြတ်စွာဘုရားထားပြီးတဲ့နေရာရှိတယ်ပေါ့ဗျာနော်ကဲကျွန်တော်တို့တော့ကြည့်မယ်ဗျာနော်ဒီနေရာမှာဆိုရင်မြတ်စွာဘုရားရှိတဲ့နေရာပေါ့ဗျာနော်တစ်ပင်တွေပဲကြည့်လိုက်ဗျာနော်ဒါကကြောက်တောင်ရဲ့ခြေရင်းမှာရှိတယ်ဗျာဒီဖုံးကျောင်းကလေတွေ့လားဟိုမှာဖုံးကျောင်းတွေ့လားမြတ်စွာဘုရားရဲ့ဘေးနားမှာဆိုရင်ကြည့်တက်တော့လိုက်ကြောက်ကဘာတွေကြောက်တောင်ရဲ့ခြေရင်းမှာရှိတယ်ပေါ့ဗျာနော်ဒီဘုရားဟာဆိုရင်ကဲကျွန်တော်တို့ဂူရှိတဲ့နေရာကိုတွားကြည့်ကြမယ်ပေါ့ဗျာနော်ဂူကတော့အမြင့်ကြီးတက်သွားရမယ်ဗျာနော်ဒီကူကမီးရှိလားမရှိလားဆိုတာကတော့ပြောလို့မရဘူးဗျာနော်ကျွန်တော်တို့ဖျားကြည့်ပြီးတဲ့နဲ့ကူပေါ်မှာတက်သွားကြည့်မယ်ဗျာနော်ကူကတော့ဟိုဘက်မှာရှိတယ်ဗျာနော်တော်တော်မှတ်တယ်ဗျာကူပေါ်တက်သွားဖို့ကလေကဲကျွန်တော်တို့တွက်ကြည့်ကြမယ်နော်ကျွန်တော်တို့ဟိုကနေဝင်လာမယ်ဆိုရင်သူရဲ့မဝရှိတာပေါ့နော်သူရဲ့ဆိုင်းဘုတ်လေးတွေရှိတယ်ဗျပြီးရင်ဒီမှာထိုင်နာဖို့အတွက်ဇရက်လေးတွေလောက်ထားပြီးတာရှိပါတယ်ကျွန်တော်တို့ဒီဘက်မှာဆိုရင်ဆိုင်ကယ်တွေကားတွေရက်လို့ရတယ်ဗျာနော်အထဲမှာလည်းရက်လို့ရပါတယ်ဒါကတော့ဂူတက်လမ်းပေါ့ဗျာနော်ဂူတက်လမ်းကတော့ငကားနဲ့လောက်ထားပြီးတာတွေရှိပါတယ်ဒီကြောက်တောင်ကတော့တော်တော်ဆက်စိမ့်ဆူဆူနဲ့မြင်တွေ့ရတာဖြစ်ပါတယ်ဗျာနော်ဒီဂူကတော့ဘိုးတောင်ဂူလို့ခေါ်ပါတယ်ဗျာနော်ဒီဂူကတော်တော်စိမ့်ဆူဆူရှိတာပဲဗျာနော်ဒီဂူကတော့မီးကြိုးတက်တာတော့ရှိတယ်ဗျာနော်ဒါပေမဲ့ဂူထဲမှာမီးရှိလားမရှိလားဆိုတာကတော့တိကျချာမသိရဘူးဗျာနော်ဒါကတော့ဂူရဲ့တက်လန်းနေထားလေးပေါ့ဗျာနော်ငကားစိမ့်နှကောင်နဲ့လောက်ထားတာတွေ့ရှိပါတယ်ဂူထဲကအချင်းတွေကတော့မပြောတတ်ဘူးဗျာနော်မီးမရှိတော့ဘွဲခံပြီပေါ့ဗျာရောက်ခဏလေးမှတ်လေးပဲဗျာနော်ဒီလိုမျိုးမှတ်ပြီးတက်တော့တာဗျာတော်တော်မှတ်တယ်ဗျဂူဝါနာမှာရောက်လာတော့အေးသွားတယ်ဗျနော်လီကလည်းတိုက်တယ်ဆိုတော့လေတော်တော်လေးကိုအဆင်ပြေသွားတယ်ဗျဒီပုံမှာရောက်လာတော့ကြောက်တုံးပေါ်မှာဆိုရင်အဲ့ဒါထိုင်းတွေခေါ်တာကူမန်ထောင်းပေါ့နော်သူကဒီဂူတွေကိုဆောင်းရှောက်တယ်ပေါ့ဗျာနော်ဂူကရောက်ပြီးတော့ကူမန်ထောင်းမဟုတ်ထင်တယ်ဒါကဒါကဒီမှာဆောင်းနေမေတော့ဖြစ်မယ်ဗျနော်ကြောက်တုံးပေါ်မှာလှုပ်ထားပေးတာရှိပါတယ်ပြီးရင်ဒီဘက်မှာဆိုရင်မြတ်စွာဘုရားလှုပ်ထားပေးတာတွေရှိပါတယ်ငကယုံဘုရားပေါ့ဗျာနော်တေးလေးဗျဒါနဲ့စင်မဟုတ်ဘူးဗျနော်ဒါဒီမှာစောင်းနေမေတော်ဖြစ်မယ်နော်အဲ့လိုမျိုးမေတော်လေးတွေလှုပ်ထားပေးတာရှိတယ်ပြီးတော့ဒီဘက်မှာဆိုရင်မေတော်ရဲ့ဝတ်စုံတွေပေါ့ဗျာနော်အဲ့လိုမျိုးလေးတွေရှိပါတယ်ဗျနော်ဒီဘက်မှာဆိုရင်ဂူပေါ့နော်ဂူကအဲ့လိုမျိုးရှိတယ်ဗျဂူကမီးလည်းမရှိအောင်ဘယ်လိုလဲဂူကမီးမရှိဘူးဗျနော်မောင်မဲတူးနေလို့ပဲဘာမှမတွေ့ရဘူးထိုင်တော်မူတဲ့မြတ်စွာဘုရားဘုံတော်လှုပ်ထားပြီးတာရှိတယ်ပေါ့ဗျာနော်ကျွန်တော်တို့လမ်းပူးမှာတွားတဲ့ဂူဟာဒီထက်လာတယ်ဗျာနော်မီးလည်းရှိတယ်ဗျဒါမောင်မဲတူးနေလို့ပဲဘာမှမတွေ့ရဘူးဗျာနော်လင်းတို့ချီးတွေတအားနန်တယ်ဂူဟာဒီလောက်ပဲဗျာနော်ဘာမှမတော့မရှိဘူးဗျာနော်မီးလည်းမရှိဘူးအဲ့ဒီကူကကျွန်တော်လည်းပြန်တော့မယ်ဒီနေ့ဘွတ်တောင်းကူကိုလည်းပြပေးတာတော့ဒီလောက်နဲ့ပဲကျွန်တော်အဆုံးသတ်လိုက်ရပြီဗျာနော်ကျွန်တော်မျောလင့်ထားတာကဟိုမှာမီးကြိုးတက်လာတယ်ဆိုတော့ဒီအပေါ်မှာမီးရှိမယ်လို့ထင်တယ်ဗျာနော်ကျွန်တော်တက်လာတော့မီးမရှိဘူးပဲဗျာဒါမှမဟုတ်ကျွန်တော်တို့ကမီးအရင်ဆုံးဝယ်ပြီးတော့ဝင်ရမလားမသိဘူးနော်တချို့ကူတွေမှာဆိုရင်ကျွန်တော်တို့မီးအရင်ဆုံးဝယ်ရတယ်ဗျတနင်္လာရီကို40လားမသိဘူးနော်မီးဝယ်ပြီးတဲ့နဲ့ကူထဲဝင်ရတယ်ဗျာနော်ပြီးတော့ဒီကူကတိလေးပဲဗျာနော်တိမ်လေးပဲဗျာကူကတားလည်းမကြည့်ဘူးတားလည်းမနဲ့ဘူးနော်ဒီနေ့ဘာတော့မရှိပါဘူးဗျာဒီလောက်နဲ့ပဲကျွန်တော်အဆုံးသတ်လိုက်ရမှာဖြစ်ပါတယ်နော်အားလုံးကိုမင်္ဂလာပါ